မြေပြမကြမ်းငါတို့အားလုံးငါအညံ့မခံစစ်အာဏာတွန်းလှန်လာကြဟဲ့ညီကိုမောင်နှမတွေငါတို့အားလုံးဟစ်ကြွေးကြမယ်အာဏာရှင်ကြဆုံးစေညီစင်တော့တွဲလမဖြုတ်နဲ့ညီစင်တော့ရှုံးမပေးဘူးဟဲ့သဆုံးတိုင်းခိုင်ပွဲဝင်ကြရင်လူတိုက်ပွဲညင်အောင်နိုင်ရမယ်ဒီမိုမျိုးချစ်တွေငါတို့အားလုံးငါကြွေးကြော်ဒီပါမြေကြစေလာကြဟဲ့မြမပြည်သားတို့ရေမင်္ဂလာပါခင်ဗျာ Forever ကိုနားဆင်နေကြတဲ့သောရရှင်တွေအားလုံးကျမ်းမာချမ်းသာကြပါစေအခုကျွန်တော်တို့ Forever Fan ရဲ့ Radio ချီစဉ်တွေကို Greeny ပြည်မှာ69 MHz ကနေဖမ်းယူနားဆင်နိုင်ပြီးတော့ Forever Fan ရဲ့ Facebook နဲ့ YouTube ကနေလည်းထုတ်လွှင့်ပေးသွားမှာပါ Forever Fan ရဲ့နေ့စဉ်ထုတ်လွှင့်ချက်တွေကိုရေဒီယိုတိုင်ကနေဆိုရင်ညနေ6နာရီကနေည8နာရီအထိ69 MHz မှာဖမ်းယူနားဆင်နိုင်ပါတယ်ဒီနေ့ကြောင့်ထုတ်လွှင့်ချက်တွေကိုတော့ရေဒီယိုမှာမနက်ဖြန်မနက်7နာရီကနေနေ့လယ်10နာရီအထိမှာပြန်ပြီးတော့နားဆင်နိုင်ပါတယ်ခင်ဗျာအစီအစဉ်တွေကိုမကြင်ကြခင်မှာအသိပေးချင်တာရှိပါတယ်လွိုင်ကော်ဒီမော့ဆိုဖရူဆိုဘောလခဲလမ်းမကြီးနဲ့နမ်မဲ့ခုံလွယ်ဝိုင်းလွယ်ရင်းတောင်ချင်တဲ့ခေါင်းဆန်လမ်းတွေကိုမြေပြင်စစ်ရေးအခြေအနေအရအသုံးပြုသွားလာတာမပြုလုပ်ကြဖို့နဲ့လေကြောင်းရန်လက်နက်ကြီးရန်ကိုဂရုစိုက်ပြီးသက်ဆိုင်ရာဖွဲ့စည်းတွေရဲ့စစ်ရေးသတိပေးချက်တွေကိုလိုက်နာကြဖို့အသိပေးချင်ပါတယ်Federal FM ဒီနေ့မြန်မာတက္ကသိုလ်1388ခုဒုတိယဝါဆိုလစုပ်9ရက်2026ခုနှစ်ဩဂုတ်လ3ရက်တနင်္လာနေ့ Forever Fan ရဲ့အစီအစဉ်တွေကိုကျွန်တော် Softtree ကတင်ဆက်ပေးသွားမှာပါဒီနေ့ Forever Fan ကနေ Forever Fan ရဲ့နေ့စဉ်သတင်းလိုရမင်အားဆိုတဲ့ຫນွေကပြတန်ဖိုးဒေတာတွင်ကနေ့စဉ်သတင်းစီစဉ် Forever Fan ရဲ့ပေးစာပြန်စာကဏ္ဍနဲ့အပွေးမြင်ပင်သည့်တွေးဆင်ခြင်းသတင်းမှန်သည့်အစီအစဉ်စရိုက်ကိုတင်ဆက်ပေးဖို့ပြင်ဆင်ထားပါသည်အားလုံးရဲ့အသံ Federal FM Forever Fan ကိုနားဆင်နေရတာပါအခုပထမဆုံးအနေနဲ့ Forever Fan ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးချင်ပါတယ်မင်္ဂလာပါရှင် Federal FM ရဲ့နေ့စဉ်သတင်းတွေကိုကြားချရမှာပါအေယာဝတီတိုင်းဟေတဒခရိုင်လေးမျက်နှာမြို့နယ်မှာဒီခဲ့တဲ့ဇူလိုင်လ30ရက်ကငဝံမြင့်ရဲ့မြစ်ကျိုးရေကတာကျိုးပြီးရေလွှမ်းမိုးခက်ကလက်ရှိအချိန်ထိရေပြန်မကျသေးတဲ့အတွက်ကုညီကယ်ဆယ်ရေးနဲ့စားနပ်ရိက္ခာစေဝါနဲ့နေရာထိုင်ခင်းတွေအရေးပေါ်လိုအပ်လျက်ရှိနေတယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေထံကနေသိရပါတယ်ရေဘေးသည့်ကျေးရွာပေါင်း42ရွာကျော်ရှိနေပြီးရေကတစ်နှစ်ထက်တစ်နှစ်ပိုတက်လာနေတာကြောင့်ရွာချင်းဆက်ကားလမ်းစုံတွေလည်းသွားလာလို့မရတော့ဘူးလို့ကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကပြောပါတယ်ခရိုင်မီတက်တပ်ဖွဲ့ကကျိုးသွားတဲ့တာကိုတဲပြန်ဖို့စ조사နေပေမဲ့မိုးကဆက်တိုက်ရွာနေတဲ့အတွက်တာကပိတ်လို့မရတာကြောင့်ဆက်လက်ပြီးရွှေ့ပြောင်းရမယ့်ကျေးရွာတွေလည်းရှိနေတယ်လို့ဆိုပါတယ်ရေကထက်တက်လာပြီးတော့ရွှေ့ပြောင်းနေရတဲ့လူတွေလည်းရှိသလိုလေတွေဆက်လေတွေအားနည်းနေသေးတယ်လို့ကယ်ဆယ်ရေးလုပ်ငန်းတွေချိတ်ဆက်လှုပ်ဆောင်ပေးနေတဲ့ကိုချီထာက Federal FM ကိုပြောပါတယ်။လက်ရှိမှာရွှေ့ပြောင်းနေရတဲ့ရေဘေးသစ်ပြည်သူတွေဟာကုန်းမြင့်ပိုင်းကဖုန်ကြီးကျောင်းတွေဖျားကျောင်းတွေမှာနေထိုင်နေကြရပြီးစားနပ်ရိက္ခာတောက်သုံးရေစေဝါနဲ့နေရာထိုင်ခင်းတွေအရေးပေါ်လိုအပ်နေသေးတယ်လို့သိရပါတယ်။တာကျိုးပေါမှုဖြစ်စေဟာတာမန်ရေကြီးရာနဲ့မတူပဲမြင့်ရေအလုံးရင်းနဲ့ဝေရောက်တာဖြစ်တဲ့အတွက်ရေဘေးသစ်ပြည်သူအများပြားရှိနေပြီးကုညီကယ်ဆယ်ရေးအစီအစဉ်တွေဝေရောက်ဖို့တဘာဝအရေးဆောင်ရွက်နေသူတွေကလူမှုကွန်ရက်မှာတိုက်တွန်းပြောဆိုနေကြပါတယ်။ဒါ့အပြင်အဲ့ဒီဒေသဟာစပါးဆိုင်တောင်သူတွေများစွာရှိတဲ့အတွက်စပါးဆိုင်ဧကများစွာလည်းရင်းနှီးမြုပ်တာကြောင့်ဆုံးရှုံးမှုတွေများနိုင်တယ်လို့လည်းသုံးသပ်ထားကြပါတယ်။အာနာသိစစ်တပ်ရဲ့လေတပ်ကတိုက်လေယာဉ်တစ်စီးအေဂျီခန်းနဲ့ငတ်ဝေပြီးပြတ်ကျခဲ့တယ်လို့ဒီကနေ့မနက်မှာသတင်းထုတ်ပြန်လာပါတယ်။ဒီကနေ့မနက်9:16မိနစ်ခန့်ကရန်ကုန်တိုင်းမော်ဘီရဲ့အရှိတောင်ဘက်မီတာ8500ခန့်အကွာညောင်နပေကျေးရွာအနီးမှာငှက်တကောင်နဲ့ဝေတိုက်ပြီးအေဂျီခန်းနဲ့ငှက်ဝေရောက်သွားတဲ့အတွက်အေဂျီမီလောင်ခဲ့တာလို့အာနာသိစစ်တပ်ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လေယာဉ်မူးဟာလေယာဉ်အသွေးကနေခုန်ထွက်ခဲ့ပြီးလေယာဉ်ကတော့ပြတ်ကျသွားခဲ့တယ်လို့ဆိုပါတယ်။အာနာသိန်းစစ်တပ်ရဲ့ထုတ်ပြန်ချက်မှာတော့လေယာဉ်ပေါ်လိုက်လာသူတွေထိခိုက်ဒဏ်ရာမရဘူးလို့ဆိုထားပါတယ်။ဒါပေမဲ့ပြတ်ကျတဲ့လေယာဉ်အမျိုးအစားကိုတော့ဖော်ပြထားတာမရှိပါဘူး။နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်နဲ့အပြည်ပြည်ဆိုင်ရာကြက်ချင်နီကော်မတီ ICRC ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်မစ္စတာအာနော့ဒီဘက်တို့ဒီကနေ့ဩဂတ်စ်လ3ရက်နေ့မနက်မှာတွေ့ဆုံခဲ့တယ်လို့အာနာသိန်းစစ်တပ်ဘက်ကသတင်းထုတ်ပြန်လာပါတယ်။အခုဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးမှတ်တမ်းတပ်ပုံထုတ်ပြန်မှုဟာ2021ခုနှစ်အာနာသိန်းပြီးနောက်ပိုင်း3ကြိမ်မြောက်ထုတ်ပြန်မှုလည်းဖြစ်ပါတယ်။ပထမ2ကြိမ်ကတော့တရံခွေထဲကတပ်ပုံနဲ့စစ်ဗိုလ်ချုပ်တဦးနဲ့တွေ့ဆုံပုံတို့ဖြစ်ပါတယ်။ဒီကနေ့အာနာသိန်းစစ်တပ်ဘက်ကထုတ်ပြန်လာတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့မှတ်တမ်းတပ်ပုံ4ပုံအထက်မှာဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကျင်းပနေတဲ့တပ်ပုံ2ပုံလည်းပါဝင်နေတာတွေ့ရပါတယ်။ဒီတပ်ပုံတွေနဲ့ပတ်သက်ပြီးအသေးစိတ်အကြောင်းအရာနဲ့အချက်လက်ကိုသိရဖို့ Federal FM ကစူးစမ်းနေဆဲဖြစ်ပါတယ်။ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ပါတီခွဲကော်မတီအသစ်ကိုအဖွဲ့ဝင်9ဦးနဲ့ပြည်လည်ဖွဲ့စည်းလိုက်တယ်လို့သတင်းထုတ်ပြန်လာပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ3ရက်နေ့ကကျင်းပခဲ့တဲ့ပါတီခွဲကော်မတီမျက်နှာစုံညီအစည်းအဝေးနဲ့ပြည်လည်ရွေးကောက်တင်မြှောက်ပွဲမှာအဖွဲ့ဝင်9ဦးပါဝင်တဲ့ပါတီခွဲကော်မတီအသစ်ကိုဖွဲ့စည်းခဲ့တာလို့ KNPP ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ရွေးကောက်တင်မြှောက်ခံရတဲ့သူတွေကတော့ဥက္ကဋ္ဌအဖြစ်ရဲဘော်ကျိုးဆက်တန်းမောင်ရဲဘော်9မယ်9ဖူရဲဘော်မတိရဲဘော်ဘိုးရဲရဲဘော်9ရလေးရဲဘော်ပါများရဲဘော်စစ်စေးရဲဘော်ဝိုင်းချစ်စုနဲ့ရဲဘော်ဖင်ဝေးတို့ဖြစ်တယ်လို့ဆိုပါတယ်။ရွေးချယ်လိုက်တဲ့9ဦးမှာလူငယ်နဲ့အမျိုးသမီးအများစုဖြစ်ပြီးအမျိုးသမီး9ဦးပါဝင်တယ်လို့ဆိုထားပါတယ်။အခုရွေးကောက်တင်မြှောက်လိုက်တဲ့ပါတီခွဲကော်မတီဟာဒီခဲ့တဲ့လပိုင်းကကျင်းပပြီးစီးခဲ့တဲ့15ကြိမ်မြောက်ပါတီကိုဂရက်တက်တန်2026ခုနှစ်ဇန်နဝါရီမှ2029ဒီဇင်ဘာအထိအတွက်ဖြစ်တယ်လို့လည်းဆိုပါတယ်။ရွေးကောက်လိုက်တဲ့ပါတီခွဲကော်မတီဝင်ကိုဦးအထက်ကနေဒုတိယဥက္ကဋ္ဌအသွေးရင်းမှုတွဲဖက်အသွေးရင်းမှုနဲ့ပါတီခွဲကော်မတီဝင်တို့ကိုရွေးချယ်သွားမှာဖြစ်ပြီးပါတီခွဲကော်မတီလက်အောက်ရှိပါတီစုတွေပါတီစိတ်တွေကိုလည်းစီးမြင့်တဲ့အညီလိုအပ်တဲ့ပြည်စည်စုဖွဲ့မှုအပါအဝင်ရှင်းလုပ်ငန်းစီတွေချမှတ်သွားမယ်လို့လည်းဆိုထားပါတယ်။ KNPP အနေနဲ့အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်ပြည်내ဖက်ဒရယ်ယူနစ်အားကောင်းရေးမှပြည်ထောင်စုအားကောင်းရေးမူ Board of Federalism အတိုင်းမဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ကရင်ပြည်ဒီမော့ဆိုမြို့နယ်အနောက်ချမ်းမှာစိုက်ကယ်ဝယ်ဖို့စမ်းသပ်မောင်းနေမယ်ဆိုပြီးပြန်မလာထွက်ပြေးသွားသူကိုဖမ်းမိပြီလို့ပိုင်ရှင်အမျိုးသမီးထံကသိရပါတယ်။မနေ့ဩဂတ်စ်လနေ့လယ်နေ့ဝန်းကျင်ကဒီမော့ဆိုမြို့နယ်အနောက်ချမ်းရှိကျေးရွာတရွာမှာ DMO Local PDF ရဲ့အကူအညီနဲ့တွားရောက်ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။မနေ့ကနေ့လယ်နေ့ဝန်းကျင်မှာအွန်လိုင်းပေါ်ကပြည်သူတို့ကတည်ပေးလို့ DMO Local PDF ကတွားရောက်ကူညီဖမ်းဆီးပေးခဲ့တယ်လို့စိုက်ကယ်ပိုင်ရှင်အမျိုးသမီးက Federal FM ကိုပြောပါတယ်။စိုက်ကယ်မောင်းနေထွက်ပြေးသူဟာအသက်20ကျော်အရွယ်ရှိတဲ့ဒေသခံအမျိုးသားတဦးဖြစ်တယ်လို့ဆိုပါတယ်။စိုက်ကယ်မောင်းပြေးသူကိုအရေးယူနိုင်ဖို့သက်ဆိုင်ရာအဖွဲ့အစည်းတွေတာဝန်ရှိသူတွေနဲ့ဆက်လက်ဆောင်ရွက်နေတယ်လို့လည်းဆိုင်ရှင်အမျိုးသမီးကပြောပါတယ်။ဒီခဲ့တဲ့ဇူလိုင်လ29ရက်နေ့ညနေပိုင်းကဒီမော့ဆိုမြို့နယ်အနောက်ချမ်းချယ်ရီကုန်းမှာရှိတဲ့စိုက်ကယ်အယောင်ဆိုင်တစ်ဆိုင်ကိုလူစိမ်း2ယောက်ရောက်လာပြီးစိုက်ကယ်ဝယ်ယူဖို့စံသက်မောင်းနေကြည့်မယ်လို့ပြောဆိုကပြန်မလာထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ဝန်ထောင်လန်မြို့နယ်ကလိုင်စင်မဲ့ဖျော်ဖြေရေးဆိုင်တစ်ဆိုင်အတွင်းကနေမြန်မာ17ဦးကိုမူရစေးနဲ့တူဖမ်းဆီးရမိတယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။အဲ့ဒီဆိုင်မှာမူရစေးသုံးဆွဲနေကြောင်းသတင်းရတဲ့အတွက်မနေ့ကတနင်္ဂနွေနေ့မနက်အစောပိုင်းမှာရဲတပ်ဖွဲ့ကဝေရောက်စီးနေခဲ့တာလို့ဆိုပါတယ်။စီးနေချိန်မှာမြန်မာနိုင်ငံသား17ဦးနဲ့ထိုင်းလူမျိုးဆိုင်မန်နေဂျာတဦးစုစုပေါင်း12ဦးကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။သူတို့နဲ့အတူကတမေကေမူရစေး3.583 ဂရက်ခန့်မူရစေးသုံးဆွဲတဲ့ကရိယာတွေတင်စီရမိခဲ့ကြောင်းရဲတပ်ဖွဲ့ကပြောထားပါတယ်။ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသား17ဦးအထက်မှာအသက်18နှစ်မပြည့်သေးသူတဦးပါဝင်တယ်လို့လည်းဖော်ပြထားပါတယ်။ထိုင်းလူမျိုးမန်နေဂျာကိုဆိုင်အတွင်းမူရစေဝါသုံးဆွဲခွင့်ပြုမှုအသက်မပြည့်သေးသူတွေဝေရောက်တာကိုခွင့်ပြုမှုလိုင်စင်မရှိဘဲဆိုင်ဖွင့်လှစ်မှုအရက်သေးစာတရမဝေရောင်းချမှုစတဲ့ဆွဲချက်တွေနဲ့တရားစွဲဆိုထားတယ်လို့ဆိုထားပါတယ်။ဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေကိုလည်းနေထိုင်ခွင့်အထောက်အထားတွေရှိမရှိစစ်ဆေးနေတယ်လို့ဆိုပါတယ်။ Federal FM ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါ။ကျွန်မမော်တခဲပါရှင်။
Forever Fan ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ကြရတာပါ Forever Fan Radio ကိုကြားနေရတာပါအခုဆက်ပြီးတော့နှွေးကြပြတစ်ပုဒ်ကိုတင်ဆက်ပေးရှင်ပါတယ်ကြပြဆရာလတန်းရဲ့လိုရမယ်ရဆိုတဲ့ကြပြလေးကိုကြားကြမှာပါနားဆင်ကြည့်ပါခင်ဗျာ လူရမယ်ရလူရမယ်ရဆိုပြီးသင်ခန်းစာတွေမောကြီးပန်းကြီးကြက်မှတ်ရေးတက်ဖတ်တက်လောက်တော့ပညာသင်မှုတယ်လူရမယ်ရဆိုပြီးတနေ့ထမင်းနှစ်နက်စားသတင်းစာတစ်စောင်တော့ပုံမှန်ဖတ်ဖြစ်တယ်လူရမယ်ရဆိုပြီးရေဒီယိုနားထောင်ရုပ်ရှင်တွေကြည့်စာအုပ်တွေမထိတထိဖတ်ဖူးတယ်လူရမယ်ရဆိုပြီးအားစေးစားအိပ်ရေးဝဝအိတ်စိတ်လိတ်လဲဖြတ်ဖူးတယ်လူရမယ်ရဆိုပြီးပေါင်တန်လှလှနဲ့ဒုက္ခတွေကိုစနစ်တကျစိတ်ကူးရင်ဘူးတယ်လူရမယ်ရဆိုပြီးညနေခင်းကမ်းခြေတစ်လျှောက်လမ်းသလားမာယာကော့စကီအားကြလို့တော့မဟုတ်ကိုယ်တိုင်ကမြေကမ်းနားမှာနေလို့လှိုင်းတွေနဲ့လည်းစကားပြောဘူးတယ်လူရမယ်ရပေါ့ပန်းပင်တွေရေလောင်းပုတ်နေတဲ့မြောင်းကိုဆယ်မိတယ်လူရမယ်ရပေါ့စော်ကားခံရမှုတွေအတွက်လက်စားချေဖို့အားထုတ်ဘူးတယ်လူရမယ်ရပေါ့လွတ်လပ်ခွင့်အမှန်တရားနဲ့အနာဂတ်ကိုဖဲချက်တွေလူစီကြည့်မိတယ်လူရမယ်ရပေါ့အသက်ရှင်နေထိုင်ခြင်းတခဏဒုက္ခသစ္စာကိုနက်နက်နဲနဲဆင်ခြင်မိတယ်လူရမယ်ရတဲ့ဟုတ်ကဲ့ကျွန်တော်ဆိုတဲ့ငယ်လေးကလည်းမိန်းမတစ်ယောက်နဲ့လောကအတွက်လူရမယ်ရပဲမဟုတ်လားနေ့စဉ်ဘဝဆိုတာကလည်းလူရမယ်ရတွေနဲ့လေဆရာလှတန်းကဗျာဖြစ်ပါတယ် အားလုံးရဲ့အတန် Federal FM Forever Fan ကဆက်ပြီးတော့တန်လွှင့်နေပါတယ်ကြပြဆရာလတန်းရဲ့လိုရမယ်ရဆိုတဲ့ကြပြလေးကိုရှာမ Jasmine ကခန်းစားတင်ဆက်ပေးခဲ့တာပါ Forever Fan ရဲ့ radio ကိုကြားနေကြတာပါအခုဆက်ပြီးတော့တန်ဖိုးဒေတာတွေကနေ့စဉ်သတင်းတွေကိုကြားကြမှာပါ မင်္ဂလာပါဒီနေ့2026ခုနှစ်ဩဂုတ်လ3ရက်တနင်္လာနေ့ Vera FM ရဲ့တအံပိုးဒေတာသွင်းနေ့စဉ်သတင်းပူပေါင်းထုတ်လွှင့်မှုကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးအနေနဲ့တအံဒေတာသွင်းသတင်းတွေကိုကြားရမှာပါတအံကျောင်းသားနဲ့လူငယ်အဖွဲ့ TSYU ကဒေတာသွင်းနေထိုင်တဲ့လူငယ်တွေ၄လကြာတန်ဝင်ဝန်ကျောင်းတင်တန်းဖြစ်တဲ့စက်ချုပ်နဲ့ဆိုင်ကယ်ပြင်တင်တန်းတက်ရောက်နိုင်ဖို့တင်တန်းသူတင်တန်းသားခေါ်ယူနေပါတယ်စစ်ပတိပခါတွေကြောင့်ကျောင်းသက်ခွင့်မရတဲ့လူငယ်နဲ့ဝင်ငွေနှဲပါတဲ့မိသားစုဝင်ကလူငယ်တွေကိုတင်တန်းအဓိကပေးသွားမယ်လို့ဖော်ပြထားပါတယ်။ဆက်ချုပ်တင်တန်း15ဦးနဲ့ဆိုင်ကယ်ပြင်တင်တန်းအတွက်15ဦးစုစုပေါင်း30ဦးလက်ခံသွားမှာဖြစ်ပြီးကန့်သက်ချက်ကတော့အသက်15နှစ်ကနေ35နှစ်အရွယ်ရှိတဲ့သူတွေဖြစ်ရမယ်လို့ပြောပါတယ်။တမချက်အနေနဲ့ဒေတာသွင်းလူငယ်ဖြစ်ရမှာဖြစ်ပြီးတင်တန်းအတွင်းချမှတ်ထားတဲ့စီကံတွေကိုလိုက်နာနိုင်သူနဲ့တင်တန်းပြီးမြောက်သည့်အထိတက်ရောက်နိုင်ရမယ်ဆိုတဲ့အချက်တွေပါဝင်ပါတယ်။တင်တန်းကာလအတွင်းကျောင်းသူကျောင်းသားတွေနေထိုင်စားသောက်ဖို့ TSYU ဘက်ကတာဝန်ယူသွားမှာဖြစ်ပြီးတင်တန်းအောင်မြင်စွာပြီးဆုံးသွားတဲ့တင်တန်းသူတင်တန်းသားတဲ့ဟာ15ဦးကိုအခြေခံစီးပွားရေးစတင်နိုင်ဖို့ပံ့ပိုးကူညီပေးသွားမယ်လို့လည်းထည့်သွင်းဖော်ပြထားပါတယ်။ရှမ်းအရှိတာချီလေးမြို့မှာရည်ကြီးနိုင်သေးတာကြောင့်မြို့ခံတွေဘေးလူရာခိတပြောင်းရွှေ့နေထိုင်ကြဖို့တာဝန်ရှိသူတွေကမြို့ခံတွေကိုတတိပေးပြောဆိုထားတယ်လို့မြို့ခံအမျိုးသမီးရဲ့ပြောပြချက်အရသိရပါတယ်။မနေ့ဩဂုတ်2ရက်မနေ့9နာရီအထိတာချီလေးမြို့တွင်းကိုဖျက်တမ်းတဲ့မဲဆိုင်ချောင်းရီဟာစိုးရိမ်မတ်ထိပူနေသေးတယ်လို့မိုးဆက်တိုက်ရွာသုံးနိုင်သေးတာကြောင့်ချောင်းဘေးမှာနေထိုင်တဲ့လူထုအပြင်မြေနိမ့်ပိုင်းကလူထုတွေအနေနဲ့ဘေးလူရာပြောင်းရွှေ့နေထိုင်ကြဖို့တတိပေးပြောဆိုထားကြပါတယ်။လက်ရှိမှာတာချီလေးမြို့ထဲရည်ကြီးပြီးကျန်နေသေးတဲ့တဲနဲ့ရွှွတွေကိုဒေသတွင်းရှိပရဟိတအသင်းနဲ့ဒေသခံတွေကသာရှင်းလင်းနေကြရတယ်လို့သိရပါတယ်။တာချီလေးမြို့မှာပြီးခဲ့တဲ့တပတ်ကလေးကမိုးကြီးရာကနေတာလော့စန်ဆိုင်ခါဝန်ကောင်ဝင်းကျောက်နဲ့မေခေါင်ရက်ွက်စားတဲ့နေရာတွေမှာရည်ကြီးတာကြောင့်တချို့သောလမ်းပိုင်းဟာသွားလာလို့မရခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။နေရာတချို့မှာဒီနေ့မနေ့အထိရည်တက်နေသေးပြီးနေရာတချို့မှာတော့ရေအနှဲငယ်ကျသွားခဲ့ကြောင်းဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
အရေးပေါ်အခြေအနေမှာလိုအပ်တဲ့အထောက်ပံ့တဲ့အကူအညီကိုပေးနိုင်ဖို့စီပေနဲ့အောက်ချုပ်ရဲ့အဖွဲ့ကပြင်ဆင်လှုပ်ဆောင်နေကြောင်းလည်းဒေသတွင်းသတင်းတချို့မှာရေးသားထားကြပါတယ်။အလားတူရှမ်းအရှိအပြင်ရှမ်းတောင်နဲ့ရှမ်းမြောက်ရှိမြို့နယ်တချို့မှာလည်းလက်တလောရည်ကြီးရေရှမ်းတာတွေကြုံတွေ့နေရပါတယ်။ဆက်လက်ပြီးပိုအိုဒေသတွင်းသတင်းတွေကိုကြားမှာပါ။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့က passport ထုတ်ပေးတဲ့ရုံးမှာဝန်ထမ်းတွေနဲ့ပွဲစားတွေကြားလက်ပေးလက်ယူမှုတွေရှိနေလို့ကိုယ်တိုင်သွားလျှောက်ပြီးထုတ်ယူတဲ့သူတွေအခက်အခဲဖြစ်နေကြရတယ်လို့သိရပါတယ်။ဒေသခံတွေပြောပြချက်အရပွဲစားနဲ့ရှောက်ရင်ခဏလေးနဲ့ passport ရပေမဲ့ကိုယ်တိုင်သွားလျှောက်တဲ့သူတွေကြတော့ချိန်ထားတဲ့ရက်လွန်တဲ့အထိစောက်ရပြီးရုံးကိုလည်းခဏခဏသွားနေရတယ်လို့ဆိုပါတယ်။ရုံးထဲမှာရောရုံးအဝေဝမှာပါပွဲစားမှုဝင်ရလို့စာကတ်ထားပေမဲ့လက်သွေးမှာတော့ပွဲစားတွေပဲလွတ်လပ်စွာသွားလာလုပ်ကိုင်နေကြတာတွေရှိပါတယ်။ပွဲစားမပါပဲသွားလျှောက်တဲ့သူတွေကိုကြတော့ဝန်ထမ်းတွေကခရုမဆိုင်ကြဘူးလို့ဒေသခံတွေကပြောပါတယ်။ဒေသခံတွေရဲ့အတွေ့အကြုံအရ passport ကိုပွဲစားနဲ့လုပ်မယ်ဆိုရင်ကုန်ကျစရိတ်ကကျပ်ငွေ9သိန်းကျော်အထိပေးရပြီးကိုယ်တိုင်သွားလျှောက်မယ်ဆိုရင်တော့ကျပ်8,000ဝန်းကျင်ပဲကျသင့်တယ်လို့သိရပါတယ်။တောင်ကြီးမြို့ကရက်ွက်တချို့မှာပါဝါအင်ဇောတတ်ထားတဲ့ဆိုင်ကယ်တွေစူညံစွာမောင်းနေကြတာများပြားလာတဲ့အတွက်နေ့စဉ်နဲ့အများအနှောက်အယှက်ဖြစ်နေရတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာပါဝါအင်ဇောတတ်ထားတဲ့ဆိုင်ကယ်တွေဟာရက်ွက်ထဲတွေမှာနေ့ရောညပါလေဘာဆွဲပြီးစူညံစွာမောင်းနေကြလို့ဘဝဝင်ကျင်ကပြည်သူတွေမှာစိတ်အနှောက်အယှက်ဖြစ်နေကြရပါတယ်။ဒေသခံတွေပြောပြတာကတော့အဲ့ဒီလိုဆိုင်ကယ်စီးသူအများစုဟာဆယ်ကျော်သက်လူငယ်တွေနဲ့အသက်မပြည့်သေးတဲ့ကျောင်းသားကျောင်းသူအရွယ်တွေဖြစ်ကြပြီးဆိုင်ကယ်တွေမှာဘေးကြီးမှမတက်တာမီးစမ်းတွေတက်ပြီးစီးနေတာမျိုးတွေပြုလုပ်နေကြတယ်လို့သိရပါတယ်။ပါဝါအေဇောဆိုင်ကယ်ရဲ့စူညံတန်ကြောင့်ညပိုင်းအိတ်ချင်တွေမှာအများပြည်သူအနှောက်အယှက်ဖြစ်ရတဲ့အပြင်အတန်လန့်လွယ်တဲ့ကလေးငယ်တွေလက်နိုးတာနဲ့ထိတ်လန့်သွားတာတွေဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်နှလုံးရောဂါအခန့်ရှိတဲ့တက်ကြီးရွယ်အိုတွေနဲ့ကျန်းမာရေးထိခိုက်လွယ်သူတွေအတွက်လည်းအဲ့ဒီစူညံတန်တွေကြောင့်ကျန်းမာရေးထိခိုက်လာမှာကိုစိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ဒါကြောင့်ပတ်ဝန်းကျင်ကိုထိခိုက်စေပြီးအများပြည်သူကိုအနှောက်အယှက်ဖြစ်စေတဲ့ပါဝါအင်ဇောတက်ဆိုင်ကယ်တွေကိုတက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ထိထိရောက်ရောက်ကျန်းမာရေးယူပေးစီခြင်းတယ်လို့ဒေသခံတွေကတောင်းဆိုနေကြပါတယ်။တအံပိုးဒေတာတွင်သတင်းပူပေါင်းထုတ်လွှင့်မှုကိုကြားခဲ့ရတာပါဒီစီစဉ်ကိုရွှေပြည်မြေတအံသတင်းဌာန The People Voice ခန်းဆောင်ငေါပိုးသတင်းဌာနနဲ့ပူပေါင်းထုတ်လွှင့်တာဖြစ်ပါတယ်ကျွန်မနန်းဖူပါရှင်အားလုံးရဲ့အတန် Federal FM တန်ဖိုးဒေတာတွင်ကနေ့စဉ်သတင်းအစီအစဉ်ကိုတော်ရရှင်တို့ကြားခဲ့ကြရတာပါဒီအစီအစဉ်ကိုရွှေပြည်မြေသတင်းဌာန The People Voice သတင်းဌာနနဲ့ Federal Fan Radio တို့ကပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်အခုဆက်ပြီးတော့ Federal Fan ရဲ့ပေးစာပြန်စာကဏ္ဍကိုတင်ဆက်ပေးချင်ပါတယ်ဒီစီစဉ်ကတော့ Federal Fan ကိုပေးပို့လာတဲ့စာလေးတွေကိုပြန်ပြီးတော့ဖတ်ပြတင်ဆက်ပေးနေတဲ့အစီအစဉ်ပါနားဆင်ကြည့်ပါခင်ဗျာမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ Federal Fan Radio လိုက်ကနေဒီနေ့လာနေ့တိုင်းထုတ်လွှင့်ပေးနေတဲ့ Federal Fan ရဲ့ပေးစာပြန်စာစီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ကတော့ Myri China ပါအစစ်စစ်မစကလေးဒီချိန်လေးမှာ Federal Fan ကိုနားထောင်နေကြတဲ့တော်သားရှင်အားလုံးနေကောင်းကြမှာကြပါစေစိတ်အေးချမ်းကြပါစေလို့အဲဆုံးစုမကောင်းတောင်းပေးလိုက်ပါရခင်ဗျာဒီတစ်ပတ်မှာတော့ Federal Fan ရဲ့စာတိုက်ပုတ်တဲ့ကိုရေးထည့်လာကြတဲ့စာလေးတွေဟာဘယ်လိုအကြောင်းအရာလေးတွေဖြစ်မလဲဆိုတာကိုအတူတူနားဆင်ကြည့်ရအောင်ပါနော်ကဲပထမဦးဆုံးဖတ်ပြပေးခြင်းတဲ့စာလေးတစ်စောင်ကတော့လာမယ့်အောက်တိုဘာ6ရက်နေ့မှာကျင်းပပြုလုပ်မဲ့ဆရာတော်မော်စီညိုဘက်နက်တီနိုနဲ့ရဲ့တိုက်ခတ်တင်ပွဲအတွက်အဆအဆရရစစ်ပြေစေဖို့ဝါယောတော်စိတ်ချောက်စကားကဗတ္တတုဥကနေစုမကောင်းတောင်းပြနေတဲ့အကြောင်းရေးသားထားတာလေးပါရေးထားတာလေးကတော့6ရက်8လ2026ရက်နေ့တွင်ဆရာတော်တိုက်ခတ်တင်သွားမဲ့မော်စီညိုဘက်နက်တီနိုနဲ့ရဲ့တိုက်ခတ်တင်ပွဲနေ့တွင်အစဉ်စဉ်အစအလဲအဆုံးတိုင်အောင်ကောင်းမှုစွာပြီးဆုံးသွားနိုင်စေရန်ဖျားရှင်၏ကျေးဇူးတော်သည်ဆရာတော်အပေါ်တို့အစေမြဲထွန်းလေးပေးသနာတော်မူပြီးအမှုတော်ကိုတက်ဆုံးတိုင်ကောင်းမှုစွာထားဆောင်နိုင်ရအတွက်စုကောင်းတောင်းပေးလိုက်ပါတယ်သူပြီးရေးသားထားတာပါဒီစာလေးဟာဆိုရင်တကယ်ကိုရည်တဲ့ကနေဖျားတခင်စီကိုဆရာတော်ရဲ့တိုက်ခတ်တဲ့ပွဲနေ့မှာအစအစရရအစစ်ပြည့်စေဖို့အတွက်ဆုတောင်းပေးနေတဲ့စာလေးပဲနော်စာရေးတူရေးသားထားတဲ့အတိုင်းဆရာတော်မော်စီညိုဘယ်နတီနိုနဲ့ရဲ့တိုက်ခတ်တဲ့ပွဲလဲအစီပြပြချွတ်ချွတ်မုံမုံနဲ့ပြီးမြောက်ပါစေဘုရားတခင်ရဲ့ကောင်းချီးမိဂလာတည်တဲ့ဆရာတော်အပါအဝင်ရုပ်ကြည်တူပတာဝေတိုင်းအပေါ်ကိုအစီအမြဲတက်ရောက်ပါစေလို့ကျွန်တော်တို့ Federal Fan ကနေလည်းဆုမကောင်းတောင်းပေးနေပါတယ်နော်
နောက်ထပ်စာလေးတစ်စောင်ကတော့ရှစ်တာမှာတိုက်ပွဲဝင်နေတဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေအတွက်ဝါရတော်ဆွေချောင်းစကားကမိခိတူကနေတချင်းတပုတ်တောက်ဆိုပေးထားတာပါရေးထားတာလေးကတော့ရှစ်တာတွေတိုက်ပေးနေတော့ပြည်သူ့ကာကွယ်ရေးတာမရဲဘော်များအတွက်ကိုအားဖြစ်စီမဲ့တချင်းတပုတ်ကိုထောက်လွှင့်ပေးပါအမေအိတ်တချင်းလေးပါဆိုပြီးရေးသားထားတာပါစာရေးတူတောက်ဆိုထားတဲ့အတိုင်းအဆူတော်ထုအိတ်တွေကနေတီးဆိုထားတဲ့အမေအိတ်ဆိုတဲ့တခြင်းတွေကိုဖွင့်ပြပေးလိုက်ပါတယ်နော်နားစိတ်ကြည့်ပါခင်ဗျာကျွန်တော်တို့ Fender Facebook လူမှုကွန်ရက်စာမျက်နှာမှာဆိုရင်တောတန်းရှင်တွေတောင်းဆိုတဲ့တခြင်းလေးတွေပဲဖြစ်ဖြစ်တောတန်းရှင်တွေအတွက်ပဲဖြစ်ဖြစ်တခြင်းလေးတွေကိုဖွင့်ပြပေးတဲ့အခါ copyright ခက်ခဲရှိနေတာကြောင့်တခြင်းလေးတွေကိုတော့ကျွန်တော်တို့ Fender ရဲ့ radio အစီအစဉ်မှာပဲဖွင့်ပြပေးလိုက်ပါတယ်နော်တောတန်းရှင်တို့ရဲ့ဒီအပတ်မှာလည်းမွေးနေ့စုတောင်းစာလေးတစ်စောင်ဖတ်ပြပေးဖို့ကြံနေပါသေးတယ်နော်အဲ့ဒီမွေးနေ့စုတောင်းစာလေးကိုတော့မွေးနေ့ရဲ့ကြားရောက်တဲ့အချိန်မှာဖတ်ပြပေးသွားမှာပါနော်ဖန်နွယ်ပဲကိုနေ့စဉ်နာစီပေးနေကြတဲ့တောတန်းရှင်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာတောတန်းရှင်တွေအနေနဲ့ကိုချင်းရတဲ့သူတွေတွေ့ပဲဖြစ်ဖြစ်ရဲဘော်တွေမိသားစုဝင်တွေတွေ့ပဲဖြစ်ဖြစ်စုတောင်းစာမွေးနေ့စုတောင်းစာတတိယတဲ့အကြောင်းအရာတွေကို Fender ရဲ့စာတိုက်ပေါ်ထက်ကိုအချိန်မရွေးပေးပို့နိုင်ပါတယ်ခင်ဗျာပေးပို့လာတဲ့စာလေးတွေကိုအပတ်စဉ်တနေ့လာနေ့တိုင်း Fender ရဲ့ပေးစာပြစာစစ်စစ်ကနေပြန်လဲဖတ်ချပေးတော့မှာဖြစ်ပါတယ်နောက်စင်နေကြတဲ့တောတရှိအလုံးနေကောက်ကြမှာပြီးမိမိတို့ရဲ့နေရာကိုအများဆုံးပြန်နိုင်ကြမှာစေလို့ Fender ဝါဒတူဝါဒတန်တွေကနေစုမကောက်တော့ပြီးဒီတပတ် Fender ရဲ့ပေးစာပြစာစစ်စစ်ကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာကျွန်တော်ကတော့ Myri ချီနာပါနောက်ပတ်တနေ့လာနေ့မှလည်းထပ်မတွေ့ဆုံကြပါမယ်နော်အားလုံးရဲ့အတန် Federal FM Federal Fan ရဲ့ပေးစာပြန်စာအစီအစဉ်ကိုတော်ရရှင်တို့ကြားခဲ့ကြတာပါ Myri ဂျီနာကတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့အပွေးမြင်ပင်သည့်တွေးဆင်ခြင်းသတင်းမှန်သည့်ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးချင်ပါတယ်ဒီစီစဉ်ကတော့ online ပေါ်မှာပြတ်နေတဲ့သတင်းတုသတင်းမှားတွေနဲ့ပတ်သက်ပြီးတော့ပြည်သူတွေသတိထားနိုင်ဖို့တင်ဆက်ပေးနေတဲ့အစီအစဉ်ပါဒီနေ့မှာတော့ဘလို့သတင်းတုသတင်းမှားတွေအကြောင်းကြားကြမလဲဆိုတာကိုအတူတူနားဆင်ကြည့်ကြအောင်ပါခင်ဗျာမင်္ဂလာပါရှင်မနေ့ဩဂတ်စ်လ2ရက်နေ့က MyWay Telegram Channel က AI နဲ့ဖန်တီးထားတဲ့ဓာတ်ပုံကိုအသုံးပြုပြီးတော့ဝက်လက်မြို့နယ်မုတ်ဆိုးချုပ်ရွာမှာ NUG လက်အောက်ခံ PDF 6ယောက်ကလင်များ2ယောက်ကိုဖမ်းဆီးဓမြတိုက်တယ်လို့သတင်းဖြန့်ဝေနေပါတယ်။ MyWay Telegram Channel ကဖျက်ချီထားတဲ့သတင်းကြောင်းအရမှာ live ပြုလုပ်သူ400ကျော်ဝေရောက်ကြည့်ရှုသူ2000နီးပါးရှိနေတာကြောင့်ပြည့်နှက်မှုများနေပါတယ်။ MyWay Telegram Channel ကဖျက်ချီထားတဲ့သတင်းကြောင်းအရာကိုစစ်ဆေးကြည့်ရမှာအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး Monthly Free Press MFP သတင်းဌာနမှသတင်းဖော်ပြခဲ့ပါတယ်။သတင်းထဲမှာတော့ August 1ရက်ည7:00နာရီခွဲအချိန်မှာဝက်လက်မြို့နယ်မုတ်ဆိုးချုံရွာမရှိစပားပွဲစားဖြစ်သူအသက်60ဝန်းကျင်အရွယ်ဦးစောထွန်းရဲ့နေအိမ်ကိုအရက်ဝတ်နဲ့လက်နက်ကင်ဆောင်ထားသူလူ6ဦးကစိုက်ကယ်နဲ့ရောက်လာပြီးစီးနှင်းဓမြတိုက်တာလို့ဖော်ပြထားပါတယ်။ဒါ့အပြင်အခင်းဖြစ်တဲ့မုတ်ဆိုးချုံရွာဟာတော်လရင်အေအာစုတွေစိုးမိုးထားတဲ့ရွာဖြစ်ပေမဲ့မုတ်ဆိုးချုံရွာနဲ့10မိုင်ခန့်အကွာရှိဟန်လင်းမြို့ဟောင်းကိုတော့အာနာသိန်းစစ်အုပ်စုကစီးနှင်းအထိုင်ချတပ်ဆွဲထားပြီးအဲ့ဒီဟန်လေးရှိစစ်အုပ်စုနဲ့ပြူစောထီးတွေဟာလက်နက်အားကိုနဲ့အညီဝန်းကျင်ရွာတွေကိုစီးနေကလူသက်လူရက်မိရှို့တာတွေမကြာခဏကျူးလွန်လေးရှိတယ်လို့ထပ်မံရေးသားဖော်ပြခဲ့ပါတယ်။မုတ်ဆိုးချုံရွာလူသက်ဓမြမှုနဲ့ပတ်သက်ပြီးကျူးလွန်သူတွေကိုဖော်ထုတ်အရေးယူနိုင်ဖို့စုံစမ်းနေတယ်လို့ဝက်လက်မြို့နယ်ပါလာဖာတာဝန်ရှိသူရဲ့စကားသက်ကိုလည်းသတင်းမှထပ်မံရေးသားဖော်ပြထားပါတယ်။ဒီသတင်းကိုသုံးသပ်ကြည့်လိုက်ရင် PDF တွေကဓမြတိုက်တယ်ဆိုတဲ့ခေါင်းစဉ်ကိုအရင်သဲပြီးပြည်သူတွေအနေနဲ့ချက်ချင်းယုံသွားအောင်ရေးသားထားတာကိုတွေ့ရပါတယ်။ဒါပေမဲ့စစ်စစ်ကြည့်လိုက်တဲ့အခါမှာတော့လက်ရှိအချိန်ထိဒီဖြစ်စဉ်ကိုကျူးလွန်သူတွေဘယ်သူပဲဝါဆိုတာတရားဝင်အသိမပြုနိုင်သေးပါဘူး။သတင်းဌာနရဲ့ဖော်ပြချက်အရဖြစ်စဉ်ကတကယ်ဖြစ်ခဲ့ပေမဲ့ကျူးလွန်သူတွေကိုစုံစမ်းဖော်ထုတ်နေဆဲဖြစ်ပြီးဝက်လက်မြို့နယ်ပါလာဖာတာဝန်ရှိသူတွေကလည်းအရေးယူနိုင်ဖို့စုံစမ်းစစ်ဆေးနေတယ်လို့ပြောထားပါတယ်။အဲ့ဒီလိုအခြေအနေမှာ NUG လက်အောက်ခံ PDF 6ယောက်ကဓမြတိုက်တယ်လို့တပ်အပ်ဆွဆွဲရေးသားထားတာကတပ်တွေအထောက်ထားမပြည့်စုံသေးတဲ့ဆွဆွဲထားတဲ့သတင်းဖြစ်နေပါတယ်။ဒါ့အပြင်သတင်းမှာအသုံးပြုထားတဲ့သတင်းဓာတ်ပုံဟာ AI နဲ့ဖန်တီးထားတဲ့သတင်းဓာတ်ပုံဖြစ်နေပါတယ်။
နားဆင်သူပြည်သူတွေအနေနဲ့လည်းလွတ်လပ်ပြီးအမိခိုးကတဲ့သတင်းမီဒီယာတွေရဲ့ဖော်ပြချက်တွေကိုကိုးကားပြီးအခြားသတင်းတွေကိုတော့အလွယ်တကူမယုံကြဖို့မမျှဝေခင်မှာစစ်စစ်သုံးသပ်ကြဖို့ Federal FM ရဲ့အပွင့်မြင့်အပေတီသွေးစစ်ချင်းသတင်းမှန်သည့်အစီအစဉ်ကနေတိုက်တွန်းလာရပါတယ်။ကျွန်မမော်တခဲပါရှင်။ online ပေါ်မှာပြတ်နေတဲ့သတင်းတုသတင်းမှားတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကြားခဲ့ကြတာပါအားလုံးရဲ့အတန် Federal FM တော်ရရှိမြခင်ဗျာ line call demoso fruso ball ခဲလက်မကြီးနဲ့နမ်းမဲ့ခုံလွယ်ဝိုင်းလွယ်ရင်တောင်ချင်တဲ့ခေါင်းဆန်လမ်းတွေကိုမြေပြင်စစ်ရေးခြေနေရအသုံးပြုတော်လာတာတွေမပြုတ်လို့ကြဖို့နဲ့လေချောင်းရန်လက်နက်ကြီးရန်ကိုဂရုစိုက်ပြီးတော့သက်ဆိုင်ရာဖွဲ့စည်းတွေရဲ့စစ်ရေးသတိပေးချက်တွေကိုလိုက်နာပေးကြဖို့အသိပေးချင်ပါတယ်။ Federal FM ရဲ့တင်းနှင်းလာနေထုတ်လွှင့်ချက်တွေကိုကြားခဲ့ကြတာပါ။ဒီနေ့စီစဉ်ကိုထုတ်လွှင့်မှုစော်လာပွင့်စမှုတီးဖြတ်သူတန်းထွေအောင်နဲ့တူ Federal FM ရဲ့ဝိုင်းတို့သူဝိုင်းတော်သားတွေပူးပေါင်းတင်ဆက်ပေးခဲ့တာပါ။ Federal FM ရဲ့စီစဉ်တွေကို Federal FM ရဲ့ Facebook, YouTube, Website, Instagram, Telegram နဲ့ TikTok စတဲ့ platform တွေမှာကြည့်ရှုခန်းစားနားဆင်နိုင်ပါတယ်။ Federal FM Greeny ပြည်မှာ Federal FM ရဲ့ထုတ်လွှင့်ချက်တွေကိုညနေ6နာရီကနေည7နာရီထိ69 MHz မှာဖမ်းယူနားဆင်နိုင်ပါတယ်။ဒီနေ့ညထုတ်လွှင့်ချက်တွေကိုမနေ့ပြန်မနေ့17နာရီကနေနေ့လယ်10နာရီထိရေဒီယိုမှာပြန်လည်နားဆင်နိုင်ပါတယ်ခင်ဗျာ။ Federal FM နားဆင်ကြတဲ့သောရရှင်တွေအနေနဲ့စိတ်ကျမ်းမာချမ်းသာပြီးဘေးကင်းလုံခြုံမှုရှိကြပါစေလို့ Federal FM ရဲ့ဝိုင်းတော်သူဝိုင်းတော်သားတွေကဆုမကောင်းတောင်းပေးနေပါတယ်ခင်ဗျာ Federal FM အားလုံးရဲ့အတန်အရေးတော်ပုံအောင်ရမည်